ရေမွန်ထားခဲ့တဲ့ idiot ပံပြုတ်ခွဲသွားတာနဲ့ပတ်သက်ပြီးအခုလိုလူပြောများနေတဲ့ရေမွန်ရဲ့မိခင်ဒေါခင်မြတ်မုံ idiot ပံကြီးပြုတ်ခွဲရတာဟာအဆိုတော်ရေမွန်ရဲ့မိခင်ဒေါခင်မြတ်မုံကြောင့်ဆိုပြီးလူပြောများနေပါတယ်။အားလုံးသိကြတဲ့အတိုင်းခုဆိုအဆိုတော်ရေမွန်ကွယ်လွန်ဆုံးပါသွားချိန်မှာရေမွန်နဲ့တသားတည်းခွဲမရအောင်အတူရှိနေတဲ့ idiot ပံကလည်းတစားစီပြုတ်ခွဲသွားရတာပါ။ဒါကလည်းမကြသေးမီကလုပ်ခဲ့တဲ့ရေမွန်မတ်တရားရှိုးပွဲမှာဖြစ်ခဲ့တဲ့ငွေကြေးပြဿနာရှုပ်ရှင်းနေကြောင်းလို့ဆိုရမှာပါ။ရေမွန်ရဲ့မိခင်ဒေါခင်မြတ်မောကသူမဟာရေမွန်ရဲ့မတ်တရားပွဲမှာရတင်ရထိုက်တာမရဘူးဆိုပြီးပွဲစီစဉ်သူကြီးကြီးနဲ့အတူအီဒီယိုပွဲရဲ့အဓိကမန်ပါတူဖြစ်တဲ့ဖိုးလုံးကိုလူသိရှင်ကြားပြစ်တင်ဝေဖန်ခဲ့တာပါ။ဒါကြောင့်လေရေမွန်ရဲ့မိခင်ဒေါခင်မြတ်မောနဲ့အီဒီယိုပွဲရဲ့ဖန်နေကြားမှာအကြီးကျယ်ပြဿနာတက်ခဲ့ပါတယ်။အခုနောက်ပိုင်းမှာတော့ဖိုးလုံးကကြီးကြီးမပေးဘဲထားခဲ့တဲ့ဒေါခင်မြတ်မောအတွက်350ကိုစိုက်ပေးခဲ့ရသလိုအီဒီယိုအဖွဲ့ကိုဖျက်သိမ်းကရေမွန်ရဲ့အတန်အကျန်းထည့်သွင်းထားတဲ့အခွေပါတဲ့ sample ခွေကိုတတိယ album ဖြစ်မထုတ်တော့ပဲဒေါခင်မြတ်မော်ကိုပဲပေးခဲ့တာပါလူတွေကတော့ရေမွန်မရှိတော့တဲ့နောက်အီဒီယိုအဖွဲ့ပြုတ်ခွဲရတာဟာဒေါခင်မြတ်မွန်ရဲ့လောဘကြောင့်လို့ဆိုကြပါတယ်ဒေါခင်မြတ်မွန်ဟာတားဖြစ်သူမရှိတော့တဲ့နောက်ပိုင်းတားဖြစ်သူရဲ့နုပညာရှားပိုင်ခွင့်နဲ့ပတ်သက်လို့ဝေကြီးဆိုင်ရာကိစ္စတွေမှာအကြီးကျယ်ပြဿနာတက်လိရှိတာပါရေမွန်တက်ရှိစင်မှာငွေရေးကြေးခီမဆိုင်ဂီတနဲ့ပရိသတ်တွေကိုဖျော်ပြနေရရင်ကျင်းတဲ့လူရိုးလူရေးကြီးဖြစ်ပြီးမယ်ရေမွန်မရှိချိန်မှာတော့ငွေကြေးကိစ္စတွေနဲ့ပြဿနာတက်ရတာကိုလူတွေကစိတ်မကောင်းဖြစ်ကြတာပါအထူးသဖြင့်ရေမွန်ရှိနေစင်မှာအီဒီယိုနဲ့ရေမွန်ခွဲမရအောင်တသားတည်းရှိခဲ့ပေမယ့်အခုတော့ရေမွန်အမေကငွေလေးရဖို့အတွက်အီဒီယိုအဖွဲ့သားတွေကိုလူလိမ်လိုမျိုးဆွဆွဲတာတွေကြောင့်လေလူတွေကဝေဖန်ကြတာဖြစ်ပါတယ်တချို့ကတော့လူလောကထဲမှာမရှိတော့တဲ့တားဖြစ်သူရဲ့နုပညာခန်းစားခွင့်ကိုမိခင်ကခန်းစားခွင့်ရသလားဆိုတော့စန္ဒလားဆိုပြီးဆိုကြပါတယ်။ဒါပေမဲ့တချို့ကတော့ရေမွန်တက်ရှိနေစဉ်ဘာတစ်ခုမှတေချာမဦးဆောင်ပဲရေမွန်ဆုံးသွားတော့မှအီဒီယိုဖွဲ့နဲ့ရေမွန်ခွဲခြားကလောဘကြီးငွေမျက်နှာပဲကြည်နေတဲ့ပုံမှာဝေဖန်ကြတာဖြစ်ပါတယ်။